I miss the car, I'm out that bubble. Hello မသိမင်္ဂလာပါခင်ဗျဟုတ်ကျွန်တော်တို့ကအခုဆိုရင်ကျွန်တော်ဒီ Step to Singapore အဖွဲ့သားတွေဖြစ်တဲ့ Matt April မန်နေနဲ့အတူအမပါပါဝင်အခုကျွန်တော်တို့ဒီ Pocket Season လေးထုတ်လွှင့်နေရပါတော့အဲ့ဒီအတွက်ကြောင့်မလို့အမအနေနဲ့ဒီကျွန်တော် Step to Singapore နဲ့ပတ်သက်ပြီးတော့ suggestion လေးပြုလုပ်ရှင်စရာလေးတွေရှိတယ်ဆိုရင်တစ်ချက်လောက်ဖြေချပေးပါဦးဟုတ်ကဲ့ပါရှင်အမားတို့ Step to Singapore ဆိုလို့ရှိရင်တော့ Integrate Consultancy PVT Limited လက်အောက်မှာရှိရပါတော့ဆိုတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အမားတို့ license ရ consultancy လေးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့မြန်မာနိုင်ငံကရှောက်တဲ့ចောင်းသားចောင်းသူတွေဆိုလို့ရှိရင်လည်းအရန်ကိုစိတ်ချရတယ်ပေါ့နော်ပြီးရဲ့အခါမှာဆိုလို့ရှိရင်တော့အမားတို့ဒီစင်ကာပူနိုင်ငံမှာဆိုလို့ရှိရင်လည်းចောင်းနေနေရ partnership ပုံစံတွေလည်းချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ចောင်းတိုက်ရိုက်ရှောက်တဲ့ပုံစံဖြစ်သွားတာပေါ့ဆိုတော့အမားတို့အခုလက်ရှိမှာဆိုလို့ရှိရင်ချိတ်ထားတဲ့ចောင်းလေးတွေကကြတော့ MIT Global Institute ရှိမယ်ပြီး TMC Academy ရှိမယ်ပြီးရခါမှာဆိုရှင် Eastern College GSTM TET International College ပေါ့နော်စသဖြင့်ဒီ EduTrust ရထားပြီးသားအကြောင်းလေးတွေလည်းအများကြီးရှိရပေါ့နော်အဲ့အတွက်ကြောင့်မလို့တကယ်လို့ဒီမြန်မာနိုင်ငံကနေပြီးတော့စင်ကာပူနိုင်ငံမှာကျောင်းတက်ဖို့အတွက်အဆုံးဖြတ်ထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှင်တော့အမားတို့ရဲ့ဒီ consultancy ကတော့အရန်စိတ်ချရတဲ့ထဲမှာပါပါတယ်ရှင်ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်အခုလိုဖြေချပေးသွားတဲ့အတွက်ဟုတ်ကဲ့ပါခင်ဗျာ